လွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်လောက်ကဂျပန်နိုင်ငံကိုစိတ်ကူးထဲမှာတစ်ချက်လောက်ပို့ဖော်ကြည့်လိုက်ရအောင်လမ်းမအပေါ်မှာခေါင်းမှာစတုံးကြီးတွေနဲ့ခါးမှာဓာတ်ရှိကြီးတွေထိုးထားတဲ့ဆာမူရိုင်းတွေကဟိတ်ဟန်ပြီးနဲ့လမ်းလျှောက်နေကြတာပါအဲ့ဒီချိန်ကဂျပန်ဟာနိုင်ငံသားဆိုရင်အလုံးဝဝင်မခံသလိုဂျပန်လူမျိုးတယောက်ကမှနိုင်ငံသားကိုထွက်ဖို့ကြိုးစားနေတော့သေတံပေးခံရတဲ့အထိတင်းကျပ်တဲ့တကားပိတ်နိုင်ငံလေးတစ်ခုဖြစ်ခဲ့တာပါဒါပေမဲ့မယုံနိုင်စရာကောင်းတာကနှစ်ပေါင်း40လောက်အတော်တွင်းမှာလည်းအဲ့ဒီနိုင်ငံဟာဓာတ်တွေကိုလှိပ်ပစ်လိုက်ပြီးတနက်တွေကိုကင်လာတယ်။မေထာတွေမောင်းတယ်။စစ်အုပ်ကြီးတွေတိဆောက်ခဲ့တယ်။နောက်ဆုံးကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့ရုရှားကိုတောင်စစ်တိတ်ပြီးနိုင်ယူပြလိုက်တဲ့အထိမျက်လက်ပြတ်သလိုပြောင်းလဲသွားခဲ့တာပါ။ဒီလိုထူးခြားတဲ့ပြောင်းလဲမှုကြီးကိုဥဆောင်ခဲ့တဲ့သူကတော့ဂျပန်နိုင်ငံရဲ့ခေတ်သစ်ဖခင်ကြီးလို့တင်စားကြတဲ့မေဂျီဘင်ပဲဖြစ်ပါတယ်။တကယ်တော့မေဂျီဘင်နံပါတ်1ခင်ကဂျပန်မှာဘုရင်ဆိုတာနာမည်ပဲရှိတာပါ။တကယ်အာဏာကတိုကူဂါဝါရှိုဂန်လို့ခေါ်တဲ့စစ်ဘုရင်တွေရဲ့လက်ထဲမှာရှိနေပြီးကဘာကြီးနဲ့ဆက်သွယ်ဖြတ်ထားတာနှစ်ပေါင်း200ကျော်တောင်ရှိနေပါပြီ။ဒါကိုဘာကပြောင်းလဲသွားစေခဲ့တဲ့ဆိုရင်1853ခုနှစ်မှာအမေရိကန်ရေတပ်ဗိုလ်မှူးကြီးမက်သရူးဖယ်ရီရဲ့သင်္ဘောနှစ်ကြီးတွေဂျပန်ကိုရောက်လာတဲ့အချိန်မှာဂျပန်တွေမျက်လုံးပြူသွားခဲ့တာပါ။မိမိတို့ရဲ့ရှေးဟောင်းဓာတ်တွေနဲ့သူ့ရဲ့ခေတ်မီမြောက်တွေကိုမရှင်နိုင်မှန်းသိလဲရတဲ့အခါငါတို့မပြောင်းလဲရင်တော့ကြုံဖြစ်တော့မယ်ဆိုတဲ့တီးကဂျပန်တွေစီဝင်လာပါတော့တယ်1868ခုနှစ်မှာတော့သက်15နှစ်ရွယ်မင်းသားလေးမူဆူဟီတိုဟာနန်းတက်လာပြီးမေဂျီဆိုတဲ့ဘွဲ့နာမည်ကိုခံယူခဲ့ပါတယ်။မေဂျီဆိုတာဉာဏ်ပညာနဲ့အုပ်စိုးခြင်းလို့အဓိပ္ပာယ်ရပါတယ်။သူဟာရှိုးငန်းစနစ်ကိုဖြိုချပြီးအာဏာကိုဘင်းလက်ထဲပြန်ယူကဘာကျော်မေဂျီပြန်လည်ပြုပြင်ရေးကြီးကိုစတင်ခဲ့တာပါ။ပထမဆုံးပြောင်းလဲနေတဲ့မြို့တော်ကိုရှေးဟောင်းမြို့ကျိုတိုကနေအဲရိုကိုပြောင်းလဲလိုက်ပြီးတိုကျိုလို့အမည်ပေးလိုက်ပါတယ်။သူရဲ့အဓိကဆောင်မှုကတော့ဂျပန်ရဲ့စိတ်ဓာတ်နောက်တိုင်းနည်းပညာပဲဖြစ်ပါတယ်။နိုင်ငံတိုးတက်ဖို့အတွက်မီဂျီဘင်ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ရပါတယ်။အဲ့ဒါကတော့သူ့ကိုနန်းတင်ပေးခဲ့တဲ့သူ့ကိုကာကွယ်ပေးခဲ့တဲ့ဆာမူရိုင်းတွေကိုပြန်ပြီးရှင်းလင်းပေးရမယ့်အခြေအနေပါပဲ။ဆာမူရိုင်းတွေရဲ့ခွစ်ထူးတွေကိုပယ်ဖျက်တဲ့လမ်းမပေါ်မှာဓာတ်ကင်ဆောင်တာတွေကိုပိတ်ပင်လိုက်ပါတယ်။စပင်ထုံးတာတွေကိုတော့ခွင့်ပြုတော့ပဲနောက်တိုင်းစပင်ညှက်ဖို့မိတ်ပေးခဲ့ပါတယ်။ဒါကိုဘင်ကြီးကိုယ်တိုင်စပင်တူညှက်ပြပြီးစံပြလုပ်ခဲ့တာပါ။ဒါကြောင့်နောက်ဆိုးဆာမူရိုင်းကိုခေါ်တဲ့စိုက်ကိုတာကာမူရီတို့ဥဆောင်ပြီးပုတ်ကဲမှုတွေဖြစ်ခဲ့ပေမဲ့မီဂျီဘင်ရဲ့ခေတ်မီစစ်တပ်ကမြောက်တွေနဲ့စစ်တပ်တွေနဲ့နှိမ်နင်းနိုင်ခဲ့ပြီးဂျပန်မှာဓာတ်ကင်တဲ့ခေတ်ကိုပြီးတိုင်နေကုန်ချိုးစေခဲ့ပါတယ်။အဲဒီနောက်မီဂျီဘင်ဟာအီဝါကူရာမစ်ရှင်လို့ခေါ်တဲ့ဖွဲ့ကြီးကိုဥရောပနဲ့အမေရိကန်စီဆီလွှတ်ပြီးပညာတွေကိုအကုန်သွားသင်ခိုင်းပါတယ်။ရေဒီစီကရေတန်းနဲ့မီးရထားပညာဂျပန်စီကစစ်တပ်နဲ့ဥပဒေအမေရိကန်စီကပညာရေးပြင်သစ်စီကပလိတ်ဖွဲ့စနစ်တွေကိုသင်ယူစေခဲ့ပါတယ်။ဒီလိုနဲ့တိုကျိုနဲ့ယိုကိုဟာမာကြားမှာပထမဆုံးမြင်းထလန်းတွေပေါ်လာပါတယ်။စက်ရုပ်တွေသင်္ဘောကျင်းတွေမိုးလိုမှုလိုပေါ်လာခဲ့ပါတယ်။အာရှမှာပထမဆုံးသောဖွဲ့စည်းပုံခြေခံဥပဒေကိုရေးဆွဲသလိုလူတိုင်းစာတတ်မြတ်အောင်ပညာရေးကိုလည်းမသိမနေရပြဋ္ဌာန်းခဲ့ပါတယ်။ယဉ်ကျေးမှုအနေနဲ့လည်းတော်လှန်ရေးလုပ်ခဲ့ပါသေးတယ်။အရင်ကဂျပန်တွေဟာအမဲသားဝက်သားလိုမျိုးခြေလေးချောင်းသားစားတာတွေကိုရှောင်ကျဉ်ခဲ့ကြတာပါ။ဒါပေမဲ့နိုင်ငံသားတွေလိုအတန်မာကျင်တော့အသားစားမှရမယ်ဆိုပြီးမီဂျီဘင်ကိုယ်တိုင်နန်းတော်မှာမဲသားဟင်းကိုစားပြခဲ့ပါတယ်။ဒါဟာပြည်သူတွေရမှမဲသားစားတာကိုခင်မိတဲ့အလေးထားတစ်ခုဖြစ်ပြောင်းလဲသွားစေခဲ့တာပါ။ဒီလိုကြိုးစားမှုတွေရဲ့ result ကတော့1895မှာတရုတ်ကိုနိုင်တယ်။1905မှာတော့ကမ္ဘာကိုတိုးထုတ်စေပြီးရုရှားကိုနိုင်ယူလိုက်တာပါ။ဒါဟာအာရှနိုင်ငံတစ်ခုကဥရောပအင်အားကြီးနိုင်ငံတစ်ခုကိုပထမဆုံးချိန်စိန်နိုင်ခဲ့တာဖြစ်လို့တုံညကမ္ဘာစစ်လို့တော့တင်စားခေါ်ကြပါတယ်။1912ခုနှစ်မှာမေဂျီဘင်ကွယ်လွန်သွားတဲ့အခါမှာတော့ဂျပန်ဟာတာမန်ကျွန်းနိုင်ငံလေးစစ်ကနေကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်နေပါပြီ။မီဂျီဘင်ဟာဂျပန်ရိုးရာတန်ဖိုးတွေကိုမဆွတ်လွတ်လိုက်ပဲခေတ်မီနည်းပညာတွေကိုယူဆောင်လာနိုင်ခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ပါ။သူဟာဆာမူရိုင်းဓာတ်ကိုသာဆွတ်လွတ်လိုက်တာပါ။ဆာမူရိုင်းစိတ်ဓာတ်ကိုတော့စက်ယုံတွေစာသင်ကျောင်းတွေထိထည့်ပေးပြီးခေတ်သစ်ဂျပန်နိုင်ငံကိုအောင်မြင်မြင်တည်ဆောက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။